ဒီနေ့မှာတော့လေကျွန်တော်တို့စိတ်ထဲမှာနေတိုင်းစက္ကန့်နဲ့အများလက်စီလက်လို့ဖြတ်သွားတဲ့အတွေ့အကြုံခန်းစားချက်ဒီဘယ်လိုဖြစ်လာလဲဆိုတော့ရှင်းပြထားတဲ့ရှေးဟောင်းအသိပညာတစ်ခုကိုအတူတူလေ့လာကြည့်ကြရအောင်ကဲဒီလိုမျိုးလေးစဉ်းစားကြည့်အောင် social media တုံးရည်နဲ့ကိုလာပြီးမကောင်းပြောတဲ့ comment တစ်ခုကိုတွေ့လိုက်တယ်ဟာတွေ့လိုက်တာနဲ့ချက်ချင်းပဲစိတ်ထဲမှာဒေါသတွေထွက်လာတာဒါမှမဟုတ်ဝမ်းနေပြီးတစ်နေကောင်စိတ်မကောင်းဖြစ်သွားတာမျိုးပေါ့အဲ့လိုဖြစ်သွားအောင်စိတ်ထဲမှာဘလို့မျက်စိနဲ့မမြင်ရတဲ့ကွင်းဆက်တွေကအလုတ်လို့သွားတာလေအဲ့ဒါကိုနားလဲဖို့ဆိုရင်လေကျွန်တော်တို့စိတ်ကဘလို့အလုံးလုံးလဲဆိုတဲ့မြေပုံတစ်ခုလိုမျိုးလိုလာပြီးဒီရှစ်ကြတဲ့စိတ်ရဲ့လုပ်ငန်းစဉ်မှုပေါင်းကိုတော့ခန္ဓာ၅ပါးဒါမှမဟုတ်ပါဠိလိုခန္ဓာပင်ချကလို့ခေါ်ကြပါတယ်ဟုတ်ပြီဒီ၅ခုကစရင်တက်တော့မဟုတ်ဘူးနော်ဒါကအဆင့်ဆင့်ဖြစ်သွားတဲ့ကွင်းဆက်ကြီးတစ်ခုပဲဒိုမီနိုတုံးလေးတွေကိုစီးထားသလိုပေါ့တစ်ခုလဲတာနဲ့ကြံတာတွေပါတဖြုတ်ဖြုတ်လိုက်လဲသွားတာအဲ့ဒီဖြစ်စဉ်တစ်ခုလုံးကမျက်စိတမိတ်အတွင်းမှာပဲဖြစ်သွားတာကဲဒါဆိုအဲ့ဒီအဆင့်တွေကဘာတွေလဲဆိုတာတစ်ခုချင်းစီကြည့်လိုက်ကြရအောင်ပထမဆုံးကတော့ရုပ်ပါဒါကကွန်ပျူတာမှာဆို hardware ပိုင်းလိုပဲအပြင်လောဘကအချက်လက်တွေကိုလက်ခံရယူတဲ့ကျွန်တော်တို့ရဲ့ရုပ်ခန္ဓာကိုယ်နဲ့အာယုံခံအင်္ဂါတွေဖြစ်တဲ့အမြင်အကြားအနံ့အရသာအထီတွေတို့ပေါ့နောက်တစ်ဆင့်ကတော့ဝိညာဏခေါ်တဲ့အတိစိတ်ဝင်လာပါတယ်ဒါကတော့အာယုံတစ်ခုနဲ့ထိတွေ့မှုဖြစ်သွားပြီဆိုတာကိုရိုးရိုးရှင်းရှင်းအချမ်းထဲအတိုင်းသိလိုက်တာပါဒီစစ်မှာဘာအတိပယ်မှမဖွင့်ဆိုသေးဘူးစဉ်းစားနေတာမဟုတ်ပဲသိလိုက်တာတက်တက်ပဲမျက်လုံးကအလင်းကိုဖမ်းလိုက်ပြီးနားကအတန်ကိုကြားလိုက်ပြီးဆိုတာတော့ပါပဲအခုဒီအဆင့်ကတကယ်ကိုစိတ်ဝင်စားဖို့ကောင်းတယ်တင်ညာပါဒါဟာစိတ်ကအကြမ်းတဲ့အကြက်လက်တွေကိုမှတ်မိပြီးအညွန့်တက်တဲ့အရေးကြီးဆုံးအဆင့်ပဲရိုးရိုးအတန်တစ်ခုကြားတာနဲ့အော်ဒါ K-pop teaching ပဲလို့မှတ်မိသိရှိသွားတာကြကကွာခြားချက်ပေါ့အဲ့လို K-pop teaching ပါလားလို့အညွန့်တက်လိုက်တဲ့တညာအပေါ်မူတည်ပြီးဝေဒနာခေါ်တဲ့ခံစားမှုတစ်ခုချက်ချင်းပေါ်လာတယ်ဒီခံစားမှုကရိုးရှင်းပါတယ်ဒါကတာယာစရာလားမတာယာစရာလားဒါမှမဟုတ်ဘာမှမဖြစ်ဘူးကြားနေပဲလားနောက်ဆုံးမှာတော့သင်္ခါရဖြစ်ပါတယ်ဒါတော့အဲ့ဒီခံစားမှုပေါ်အခြေခံပြီးတခုလှုပ်ဖို့တုံ့ပြန်ခြင်းနဲ့စီစုံမှုပေါ့ comment ပြန်ရေးဖို့ post တခုကို share လုပ်ဖို့ချင်းတကောင်ရိုက်ပြဖို့စရဲ့လွန်ဆော်မှုတွေဖြစ်ပါတယ်ကဲဒါဆိုဒီကွင်းဆက်ကြီးကလက်တွေ့ဘဝမှာဘလို့ဖြစ်နေလဲဆိုတာဥပမာလေးတွေနဲ့ချီချီရအောင်တကယ်တော့လေအပြင်ကအာယုံတစ်ခုတည်းကိုပဲလူနှစ်ယောက်ကဘာလို့လုံးဝကိုမတူညီတဲ့တုံ့ပြန်မှုတွေပေးကြတာလဲဒီဇာတ်လေးကတင်ညာရဲ့အစွမ်းကိုကွဲကွဲကွင်းကွင်းပြနေတာပဲကြည်လေအာယုံကတော့အတူတူပဲ K-pop တပုံတပုံဒါကရုပ်ပေါ့အဲ့ဒီပုံကိုမြင်လိုက်တဲ့အတိစိတ်ဝိညာဉ်ကလည်းအတူတူပဲဒါပေမဲ့တယောက်ချင်းစီရဲ့တင်ညာအဲ့ဒီပုံကိုဘလို့အညွန့်တက်လိုက်တယ်လဲဆိုတာကကွာသွားပြီတယောက်ကဒါငါအကြိုက်ဆုံးဖွဲ့ပဲလို့မြင်တဲ့အချိန်မှာနောက်တစ်ယောက်ကစိတ်ညစ်စရာထချင်းတယ်လို့အညွန့်တက်လိုက်တယ်အဲ့ဒီမှာねသူတို့ရဲ့ခံစားချက်နဲ့လွတ်ရက်တွေကလည်းမြောက်နဲ့တောင်လို့ကွာသွားတော့တာပဲဒါကတခြားအရာတွေမှာလည်းဒီတိုင်းပါပဲဥမာဒူရင်ဒီယနန်ဆိုရင်တယောက်ကမွေးလိုက်တာဆိုပြီးတိုက်ပေးမဲ့နောက်တစ်ယောက်ကနားလိုက်တာဆိုပြီးလုံးဝမခံနိုင်ဘူးဆိုတော့အဓိကအချက်ကရှင်းရှင်းလေးပဲကျွန်တော်တို့ရဲ့ခံစားချက်တွေတွေးကြုံတွေကိုအပြင်လောကကြီးကတက်ရိုက်ပုံဖော်နေတာမဟုတ်ဘူးအဲ့ဒီလောကကြီးကိုကျွန်တော်တို့ရဲ့တင်ညာကဘလို့ဘာပြန်ပေးတယ်လဲဆိုတာကသာပုံဖော်နေတာပါအဲ့တော့မင်းစရာရှိလာပြီဒီတင်ညာတွေစိတ်ထဲမှာအလိုရောက်တန်စိတ်ကတ်လိုက်တဲ့အမတ်သားတွေကတော့ဘယ်ကနေရောက်လာတာလဲကျွန်တော်တို့ရဲ့တင်ညာဆိုတာကလည်းတက်လုံးစုဆောင်တိဆောက်လာတဲ့စာချီတိုက်ကြီးလိုပဲမမွေးခင်ကတည်းကအမိပိုက်ထဲမှာကြားနေကြအတန်တွေကိုမှတ်မိတာကနေစပြီးခလေးဘဝမှာမိဘဆရာသမားတွေတင်ပေးတာတွေဆယ်ကျော်တက်မှာပေါင်းသင်းဆက်ဆံရေးတွေနောက်ဆုံးအရွယ်ရောက်လာတဲ့အခါကိုတွေ့ကြုံရတဲ့ဘဝအဖြစ်ပြက်တွေကနေဒီတင်ညာတွေကတစ်စစ်တစ်ဆက်ပုံပေါ်လာတာပါအဲ့လိုစုပုံလာတဲ့အတွေ့အကြုံတွေကပဲခုတ်ကိုနဲ့လောကကြီးအပေါ်မှာနက်နက်ရှိုင်းရှိုင်းအမြင့်တွယ်နေတဲ့ယုံကြည်ချက်တွေကိုဖြစ်စေတာပေါ့ဥပမာငငယ်ကလေးကမင်းကအထုံးမကျဘူးလို့အမြဲပြောခံလာရတဲ့သူတယောက်ဆိုရင်အလုံးမှာစိန်ခေါ်မှုအသစ်တစ်ခုတွေးတာနဲ့ငါလုံးနိုင်မှာမဟုတ်ပါဘူးဆိုရင်တင်ညာကအလိုလိုဝင်လာပြီးတန်တရားစိတ်တွေမလုံခြုံတဲ့ခံစားချက်တွေချက်ချင်းဖြစ်ပေါ်လာတော့တာပဲဟုတ်ပြီအခုဆိုဒီဖြစ်စဉ်ကြီးတစ်ခုလုံးကိုသဘောပေါက်လောက်ပြီပေါ့ဒါပေမဲ့ဒါကိုသိတော့ရောဘာထူးမှလဲဒီကွင်းဆက်ကြီးအကြောင်းတည်ထားတာကလက်တွေ့ဘဝမှာဘလို့များအကျိုးရှိနိုင်မှာလဲဒီအဆင့်၅ဆင့်ကိုနားလေသွားတာကပဲတတိပဋ္ဌာန်တရားကျင့်သုံးခြင်းရဲ့အခြေခံအုတ်မြစ်ပဲဗျဘာလို့လဲဆိုတော့ဒီကွင်းဆက်ကြီးကဖြစ်နေတော့မှာပဲအော်ငါစိတ်ထဲမှာဒီလိုတွေဖြစ်နေပါလားလို့မြင်နိုင်စွမ်းကိုပေးလို့ပဲတကယ်တော့ဒီလုပ်ငန်းစဉ်တစ်ခုလုံးကလေ115 second တောင်မကြဘူးမက်ဆီတမိတ်အတွင်းမှာပဲအလိုရောက်ဖြစ်သွားတာဒါကြောင့်လဲကျွန်တော်တို့ကတတိမထားမိပဲအကျင့်ပါနေလားပေါ့
ဒါပေမဲ့လေအဲ့ဒီဖြစ်စဉ်ကိုအခုခေတ်နေပြီလို့တတိထားမိလိုက်ယုံနဲ့တင်ခံစားမှုဝေနာနဲ့တုံ့ပြန်မှုသင်္ခါရကြားထဲမှာတေးသေးလေးဖြစ်ခဏရက်ချင်လဲတူကိုဖန်တီးလိုက်နိုင်တယ်အဲ့မှာတင်အလိုလျောက်တုံ့ပြန်ခြင်းတဲ့စိတ်ကိုလိုရမဖြစ်ခင်မှာတင်တားလိုက်နိုင်တာပေါ့ ဒါကြောင့်မို့လို့ဒီခဏတာရန်နာနိုင်ခြင်းရဲ့စွမ်းအားကအရေးကြီးဆုံးပဲအလိုရောက်ဆိုရင်မကောင်းတဲ့ကွန်မန့်မြင်တာနဲ့ဒေါသထွက်ပြီးပြန်ပြောတော့မှာဒါပေမဲ့အဲ့ဒီကြားထဲမှာခဏရက်ပြီးတတိထားနိုင်လိုက်ရင်ဒေါသဖြစ်တာကိုသိတယ်ဒါပေမဲ့ပြန်မပြောဘဲကြော်သွားမလားဒါမှမဟုတ်တင်းလင်းညင်မဲ့တုံ့ပြန်မလားဆိုပြီးရွေးချယ်ခွင့်ရလာတယ်ကိုစိတ်ရဲ့အလိုရောက်တုံ့ပြန်မှုလေးရဲ့ကြိုးဆွဲရကနေမြအစဘယ်လိုတုံ့ပြန်မလဲဆိုတာကိုကိုယ်တိုင်ဆုံးဖြတ်နိုင်တဲ့သူတွေဖြစ်လာနိုင်တာပေါ့ အဲ့တော့နောက်ဆုံးနေ့နဲ့စဉ်းစားစရာလေးတစ်ခုထားခဲ့ချင်ပါတယ်ကိုစိတ်ရဲ့အလိုလေးအောက်တုံ့ပြန်မှုတွေကိုကိုကထိန်ချုံမလားဒါမှမဟုတ်ဒူရုရဲ့ထိန်ချုံမှုအောင်မှာပဲဆက်နေတော့မလားဆိုတာပါပဲဒီတွင်းစိတ်ရဲ့ကွင်းဆက်တုံ့ပြန်မှုကိုနားလေခြင်းအပြင်အဲ့ဒါကိုကျွမ်းကျင်ပိုင်းနဲ့ဆိုတာစီမံနိုင်တဲ့စွမ်းအားကိုရရှိလာမှာဖြစ်ပါတယ်